ဒီမျိုးသားကအိမ်ပြန်ရောက်တဲ့အခါမှာကိုဝင်ရှိနေတဲ့သူ့ဇနီးတီလီရဲ့ပိုက်ကြီးကမရှိတော့တာကိုသတိထားမိသွားပါတယ်။တခုခုတော့မားနေပြီဆိုတာသူချက်ချင်းသိလိုက်ရပါတယ်။ကလေးပဲရောက်သွားလဲလို့သူ့ဇနီးကိုမေးကြည့်တော့သူ့ဇနီးကသူတို့ကလေးလေးဆုံးသွားပြီလို့ပြန်ဖြေပါတယ်။ဒီမျိုးသားကကြားကိုမယုံပါဘူး။သူ့ကိုနောက်နေတာလို့ပဲသူထင်နေခဲ့တာပါ။ဒါနဲ့သူကအိတ်ခမ်းထဲဝင်ပြီးစောင်ကိုမကြည့်လိုက်တဲ့အခါဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတော့မှသူတို့ကလေးလေးတကယ်ပဲမရှိတော့ဘူးဆိုတာကိုသူနားလည်သွားပါတော့တယ်။သူကသူ့ဇနီးကိုတောင်းပန်ခဲ့ပေမဲ့ဇနီးဖြစ်သူကတော့သူ့ကိုခွင့်လွှတ်ဖို့စိတ်ကူးမရှိပါဘူး။ဘာလို့လဲဆိုတော့ကလေးလေးတည်ဆုံးရတာဟာဒီမျိုးသားကြောင့်တွဲဝိုက်ပြီးဖြစ်ခဲ့ရတာမို့လို့ပါ။လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲဒီမျိုးသားရဲ့ကုမ္ပဏီက stock share ဈေးကွက်ထဲစဝင်နေပြီးသူနဲ့သူ့ရဲ့စီးပွားဘက်အမျိုးသမီးတို့ပြောခဲ့တဲ့စကားတွေကြောင့်သတင်းထောက်တွေအားလုံးကသူတို့နှစ်ယောက်ကိုလိုက်ဖက်တဲ့စုံတွဲလို့ယုံကြည်သွားခဲ့ကြပါတယ်။အဲ့ဒီမြင်ကွင်းကိုကိုဝင်ဆောင်ထားရတဲ့သူ့ဇနီးကမြင်သွားခဲ့တာပါ။စိတ်နှလုံးကြည်ကွဲသွားရတဲ့ဇနီးသေးလေးဟာကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမအိမ်ပြန်လာပြီးအထုပ်ပိုးတွေပြင်ဆင်နေတော့မှဒီမျိုးသားကမတော်တဆတွေ့သွားပါတယ်။ဘယ်သွားမလို့လဲလို့သူကမေးတဲ့အခါမှာတော့ဒီမျိုးသမီးကငွေဖွားဖို့ပြင်ဆင်နေတာဖြစ်လို့စေးရုံမှာသွားနေရမယ်လို့ပဲရိုးရိုးလေးပြန်ဖြုတ်ခဲ့ပါတယ်။ဒီမျိုးသားကသူ့ဇနီးကိုဘေးနားကိုအသားလေးဖယ်ခိုင်းပြီးအသေးမကိစ္စတွေကိုသူပဲလုပ်ပေးမယ်လို့ပြောခဲ့ပါတယ်။ဇနီးဖြစ်သူကသူ့ကိုနောက်ဆုံးခရီးရည်တကြိမ်ပေးဖို့ကြံရွယ်ခခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူဖုန်းမိလာပါတယ်။စီးပွားဘက်အမျိုးသမီးစီကဖုန်းလာတာကိုဒီမျိုးသားမြင်လိုက်ပါတယ်။ဇနီးဖြစ်သူကစိတ်ကောင်းထားပြီးဖုန်းကိုကိုက်လိုက်ဖို့ပြောခဲ့ပါတယ်။သူကကြောပေးထားပေးမယ်လေသူတို့ပြောနေတာတွေကိုဒီမျိုးသမီးကကြားနေရပါတယ်။အဲ့ဒီနောက်မှာတော့ဒီမျိုးသားကကိုက်တဲ့ဆရာအလုပ်ကြီးရှိတယ်လို့အကြောင်းပြပြီးထွက်သွားပါတော့တယ်။သူမသိတာကတော့သူတို့ဘေကိုသွားကြမလဲဆိုတာကိုဒီမျိုးသမီးကသိနေနေတာပါပဲ။ကိုယ်တိုင်မျက်မြင်တွေ့နိုင်ဖို့ကသူမဟာအဲ့ဒီလေးရီခီးစင်မှာပဲလက်မှတ်တစားဝေးလိုက်ပါတယ်။ရောက်သွားတဲ့အခါမှာတော့ဒီမျိုးသားနဲ့သူ့ရဲ့စီးပွားဘက်ကနေရာလေးတစ်ခုရှာပြီးအကင်တွေအတူတူစားနေကြပါတယ်။ဒီမျိုးသမီးကတော့အဝင်ဝတ်နားကနေသူတို့ကိုအဝေးကနေလှမ်းကြည့်နေခဲ့ပါတယ်။စီးပွားဘက်အမျိုးသမီးကဒီမျိုးသားကိုသူ့ဇနီးနဲ့အခုလိုရင်းရင်းနှင်းနှင်းနေနိုင်လားလို့မေးတဲ့အခါမှာတော့သူကငါမိမကခိုင်းတာတော့လုပ်ပါတယ်။ဒါပေမဲ့နားလည်မှုတော့သိမရှိဘူး။ငါတို့ဘဝတာယာဖို့အလုပ်ကြိုးစားနေတာကိုသူကငါ့အတွက်ဘာမှအထောက်အကူမပြုနိုင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။သူကငါစီးပွားဘက်သားငါမိမဖြစ်ခဲ့ရင်အခြေအနေတွေကတမျိုးဖြစ်နေမလားဆိုတာတောင်တွေးနေခဲ့တာပါ။ဂျာကိုကြားလိုက်ရတဲ့အခါမှာတော့ဒီမျိုးသမီးဟာသူ့နှလုံးသားကိုဓာတ်နဲ့အမွှန်းခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်။ဒီမျိုးသားနဲ့သူ့စီးပွားဘက်ကဟိုတယ်ကိုအတူတူပြန်သွားကြပါတယ်။စီးပွားဘက်အမျိုးသမီးကဒီမျိုးသားကသူမအပေါ်စိတ်ရှိနေတာကိုသိပါတယ်။ဒါကြောင့်ဟိုတယ်အခန်းထဲမှာသူမကသူ့ကိုချစ်တယ်လို့ဖွင့်ပြောခဲ့ပြီးဇနီးဖြစ်သူအားလုံးကိုမြင်နိုင်မှုအတွက်တကားကိုတောင်မပိတ်ပယ်ထားခဲ့ပါတယ်။ဒီမျိုးသားကညှင်းဆန်ခြင်းမရှိတာကိုမြင်လိုက်တဲ့အခါမှာတော့သူတို့ရဲ့အိမ်တောင်ကြီးကတကယ်ပဲပြီးဆုံးသွားပြီဆိုတာကိုဒီမျိုးသမီးသိလိုက်ရပါပြီ။အပြန်လီရင်ပေါ်မှာတော့ဒီမျိုးသားနဲ့သူ့ရဲ့စီးပွားဘက်ကရှေ့ဆုံးတန်းမှာထိုင်နေကြပါတယ်။ဒီမျိုးသမီးကတော့သူတို့နောက်နားလေးမှာထိုင်နေတာပါ။သူတို့ရဲ့ရင်းနှီးတဲ့အပြုအမူတွေကိုကြည့်ပြီးဒီမျိုးသမီးဟာထပ်ပြီးနှလုံးကြေခွဲရပြန်ပါတယ်။ရုတ်တရက်လေရင်မှာပြဿနာတစ်ခုတက်လာပါတယ်။ငှက်အုပ်တအုပ်ကလေရင်ကိုဝင်တိုက်မိသွားတာပါ။လေရင်ကပြင်းပြင်းထန်ထန်တွန်းခါလာပါတယ်။အရန်စိတ်ဖိစီးသွားတာကြောင့်ဒီမျိုးသမီးရဲ့ဘိုက်ကစပြီးနာနေတာကိုအန်ဒီရရှိတဲ့လက္ခဏာတွေပြလာပါတယ်။ဒီမျိုးသားကနေနေတော့စိုးရိမ်သွားပြီမဲ့သူ့ဘေးနားကစီးပွားဘက်အမျိုးသမီးရှိနေတာကြောင့်အနောက်မှာဘာဖြစ်နေလဲဆိုတာကိုသွားမိကြည့်ဖြစ်ခဲ့ပါဘူး။လေရင်ဘေးကင်းစိတ်ဆင်းသက်နိုင်ခဲ့တဲ့နောက်မှာလဲသူကကုမ္ပဏီကိုအစီအစဉ်ခိုင်းပြီးသူတို့ကိုအရင်ဆုံးဆင်းခိုင်းပါတယ်။လမ်းပိတ်နေတာကြောင့်လေရင်အမှုသားတွေကဒီမျိုးသမီးကိုစိတ်ရုပ်ပို့ဖို့အထက်ဒီမျိုးသားရဲ့ရဟတ်ရင်ကိုဂုံးနေနေလို့စဉ်းစားခဲ့ကြပေမဲ့ဒီမျိုးသားကတော့သူ့ရဲ့ကုမ္ပဏီအစည်းအဝေးကပိုအရေးကြီးတယ်လို့ပြောပြီးငင်းဆိုခဲ့ပါတယ်။ဒီမျိုးသားလေရင်ပေါ်ကဆင်းသွားချိန်မှာဒီမျိုးသမီးကရှိသမျှအားရင်တွေသုံးပြီးသူ့နာမည်ကိုအော်ခဲခဲ့ပေမဲ့လည်းသူလင့်မကြည့်ခဲ့ပါဘူး။ဒီမျိုးသမီးဆေးရုံရောက်တဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားပါပြီ။သူမရဲ့ကလေးလေးဟာအောက်ဆီဂျင်ပြတ်လက်ပြီးဆုံးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလည်းဒီမျိုးသားရဲ့ကုမ္ပဏီကအောင်မြင်စွာစတော့ဈေးကွက်ထဲဝင်နိုင်ခဲ့ပါတယ်။ဒါကိုမီဒီယာတွေမှာအကျယ်တဝန့်ဖော်ပြကြပါတယ်။ခွဲစိတ်မှုကနေနာလန်ထားစီးနေတဲ့ဒီမျိုးသမီးကဒီမျိုးသားကိုဖုံးဆက်ခဲ့ပေမဲ့လည်းသူကသူ့ရဲ့စီးပွားဘက်နဲ့ထားတဲ့3ရက်တာကမိကိုတီးကျင်တာကြောင့်ဖုံးကိုချက်ချင်းချပေးလိုက်ပါတယ်။ဒီမျိုးသမီးဟာဈေးရုံမှာ3ရက်တိုင်တယောက်တည်းလဲလွှိုင်းနေခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဒီမျိုးသားရဲ့စီးပွားဘက်ကဈေးရုံခန်းထဲရောက်လာပါတယ်။သူမကဇနီးရိုက်နေရကိုအစားထိုးနိုင်ဖို့အတွက်မြန်မြန်ကွာရှင်းပေးဖို့တွန်းအားပေးတဲ့အနေနဲ့ဒီမျိုးသားဖုံးမကင်တဲ့အချိန်လေးအားလုံးမှာသူမနဲ့အတူရှိနေခဲ့လေလို့ဓာတ်ရိုက်ပြောလိုက်ပါတယ်။သူမကဇနီးနေရကိုအစားထိုးနိုင်ဖို့အတွက်မြန်မြန်ကွာရှင်းပေးဖို့ဒီမျိုးသမီးကိုတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဒီမျိုးသမီးဟာလုံးဝကိုမျောလင်းကျင်မဲ့သွားခဲ့ပါတယ်။ဒါပေမဲ့ဒီမျိုးသားကတော့ဒါတွေကိုဘာမှမသိစားပါဘူး။သူကအရာအလုံးကိုကောင်းကောင်းဖုံးလွှမ်းနိုင်တယ်လို့ထင်နေခဲ့တာပါ။ဒါပေမဲ့သူ့အိမ်ဖန်ရောက်တဲ့အခါမှာသူ့ဇနီးကိုမတွေ့ပါဘူး။ကလေးထင်းကိုသူ့ဇနီးပဲသွားမလို့လဲလို့မေးကြည့်လိုက်တော့ကလေးထင်းကသူမပြန်မလာတာရက်အတော်ကြာခဲ့ပြီးလွန်ခဲ့တဲ့ရက်အနည်းငယ်ကသူနဲ့လေရင်ခီးစဉ်အတူပြန်လက်မှတ်ဝဲသွားခဲ့တယ်လို့ပြောပြပါတယ်။ဂျာကိုကြားလိုက်ရတဲ့အခါမှာတော့သူကသူ့လက်ထက်ကိုချစ်ချင်းဖုံးဆက်ပြီးသူမဘယ်မှာရှိလဲဆိုတာကိုရှာခိုင်းပါတော့တယ်။မကြခင်မှာပဲသူမဆေးရုံမှာရှိနေတာကိုသူသိလိုက်ရပါတယ်။သူဆေးရုံကိုအပြေးလွန်သွားတဲ့အခါမှာတော့နနိုးမကသူမရဲ့အခြေအနေကိုပြောပြဖို့ညှင်းဆိုပါတယ်။သူကသူ့ရဲ့ခင်မွန်းထီတယ်လို့ရှင်းပြတဲ့အခါမှာတော့နနိုးမကသူ့ကိုပူပြီးအထင်သေးသွားပါတယ်။သူမကသူ့ခင်မွန်းကတေးသွားပြီလို့ပြောထားတယ်လို့နနိုးမကပြန်ပြောလိုက်ပါတယ်။ဒီမျိုးသားကလုံးဝစွန့်အားသွားပါတော့လေ။သူမကစိတ်ကောက်ပြီးအဲ့လိုပြောလိုက်ကလို့သူနားလည်သွားပါတယ်။စိတ်မရှိတော့တဲ့နနိုးမကသူမဆေးရုံကဆင်းသွားပြီးဖတ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ဖုန်းမြည်လာပါတယ်။သူ့ဇနီးကဖုန်းလာတာပါ။သူမအိမ်ကိုလာခဲ့ပြီးစကားပြောစရာရှိတယ်လို့ပြောပါတယ်။
သူကစိတ်ကောင်းနေတာလို့ပဲသူထင်မိခဲ့တာပါသူကအိမ်ပြန်လန်းမှာပန်းတွေနဲ့ခလီကစားဒီကိုတောင်ဝယ်လာပါတယ်ဂျာဒီကသူမရဲ့ခွင့်လွှတ်ခြင်းကိုရစေမယ်လို့သူထင်မိခဲ့တာပါဒါပေမဲ့ဒီမျိုးသမီးကတော့လုံးဝလက်လျှော်လိုက်ပါပြီသူမပိုက်ချင်းမရှိတော့တာကိုမြင်တဲ့အခါမှာသူကကလေးမွေးလိုက်တယ်လို့ထင်နေပေမဲ့သူမကကလေးမရှိတော့ဘူးလို့ပြောလိုက်ပါတယ်သူကဒါကိုလက်မခံလိုက်ပဲနောက်နေတာလို့ထင်နေပေမဲ့လည်းအိမ်ထဲမှာတကယ်ပဲဘာမှမရှိတော့တာကိုသိလိုက်ရပါတယ်သူတို့ကလေးလေးတကယ်ပဲမရှိတော့ဘူးဆိုတာကိုသူနောက်ဆုံးမှနားလည်သွားပါတော့တယ်သူကနောင်တော့ပြီးနဲ့ပြည်ပြီးတောင်းပန်ခဲ့ပေမဲ့ဒီမျိုးသမီးကတော့သူ့တိစာဖောက်ခဲ့တဲ့အချိန်တွေကိုတစ်ခုချင်းထုတ်ပြောပါတော့တယ်လေဂျင်ပေါ်မှာသူမသူ့နာမည်ကိုအသေးပန်ခေါ်ခဲ့တဲ့အချိန်တွေသူကလက်မကြည့်ပဲသူချစ်သူရဲ့လက်ကိုကိုက်ပြီးထွက်သွားခဲ့တဲ့အချိန်တွေစေးရုံကနေသူမဖုံးဆက်ခဲ့ပြီးမြဲသူကဖုံးမကိုက်ပဲလစ်ရှူနေခဲ့တဲ့အချိန်တွေသူ့ချစ်သူကိုသူမစီလာပြီးစော်ကားဖို့ခွင့်ပြုခဲ့တဲ့အချိန်တွေပါပြောပြပါတယ်ဒါပေမဲ့ဒီမျိုးသားကတော့ဒါဒီကိုဘာမှမသိခဲ့ပါဘူးလို့ပဲညင်းဆိုနေပါတော့တယ်